အားလုံးမင်္ဂလာခင်ဗျာဒီနေ့ဗီဒီယိုလေးမှာကျွန်တော်ရုံးထိုင်များတဲ့လူတွေအကျော်တွေတင်းတဲ့လူတွေ mobility flexibility မကောင်းတဲ့လူတွေအတွက်ဒီနေ့ဗီဒီယိုလေးမှာ full body stretching လုပ်နည်းလေးကိုကျွန်တော်မျှဝေမှာဖြစ်ပါတယ်ကျွန်တော်ဒီအကျော်ချက်လေ့ကျင့်ခန်းတွေလုပ်ပြီးချင်းကကျွန်တော်တို့အတွက်ဘာအကျိုးကျေးဇူးတွေရလဲဆိုရင်ကျွန်တော်တို့ဒီ muscle တွေ balance တစ်ဖက်နဲ့တစ်ဖက်မညီတာကိုညီမျှစေတယ်ကျွန်တော်တို့ကိုယ်လာကို mobility flexibility ကောင်းစေအတွက်ကြောင့်ကျွန်တော်အားကစားဆွမ်းဆောင်ရည်ကိုတိုးတက်စေတယ်လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာလည်းအခက်မသိလို့ injury ရတာတွေကိုကြိုတင်ကာကွယ်ပေးသလိုကျွန်တော်တို့ injury ရခဲ့တယ်ဆိုရင်လည်းကျွန်တော်တို့ရဲ့ဒီ muscle တိုက်နဲ့ဖြစ်တာတွေ stiffness ဖြစ်တာတွေကိုကြစေရအောင်ကျွန်တော်တို့ injury တွေကိုပါတက်တာပြောင်းကင်းစေရလို့ဆိုထားပါတယ်ဒါကြောင့်ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်ရုံးထိုင်များတဲ့လူတွေ mobility flexibility မကောင်းတဲ့လူတွေအကျော်ရှင်တွေတောင်းနေတဲ့လူတွေအတွက်ကျွန်တော်ဒီနေ့ full body stretching လုပ်နည်းလေးကိုမျှဝေမှာဖြစ်ပါတယ်ခဏဒီတစ်မျိုးကတော့ဘာမှတိတိမပြောပြသေးခင်ကျွန်တော်တို့ဒီအကျော်ရှင်တွေခုနှစ်မျိုးရှိပါတယ်ဒါပေမဲ့တော်တော်များများကအကျော်ရှင်တွေဘေကစားနည်းတွေပဲကျွန်တော်လုပ်ဖြစ်တာများလဲဂျင်းတွေမှာလုပ်ဖြစ်တာများလဲဆိုရင်ဒီ static stretching တွေနဲ့ dynamic stretching တွေပဲလုပ်ဖြစ်တာများပါတယ် dynamic stretching တွေကတော့ကျွန်တော်တို့ဒီလေ့ကျင့်ခန်းမလုပ်ခင်မှာသွေးဝအနေနဲ့ပြုလုပ်တာများပြီးတော့ဒီ static stretching တွေကတော့ကျွန်တော်တို့ဒီ yoga တွေဒီ mobility flexibility ကောင်းအောင်ကြိုးစားတဲ့အချိန်မှာပြုကျွန်တော်လေ့ကျင့်ခန်းပြီးတဲ့အချိန်မှာဖြစ်ဖြစ်လုပ်တဲ့ကစားနည်းတော်တော်များက static stretching တွေပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်မျှဝေမယ် stretching လေးကလည်း static stretching လေးပဲဖြစ်ပါတယ်အဲ့တော့ပထမတစ်ချက်အနေနဲ့ကျွန်တော်တို့ဒီစကြောတက်တဲ့လူတွေဒီဂုတ်ကြီးပေါင်းတက်တဲ့လူတွေအတွက်ပထမတစ်ခုကကျွန်တော်တို့ဒီ nut နော် living အတွက်ကိုအကျော်လျှော့မဲ့ကစားနည်းလေးဖြစ်ပါတယ်အကျော်လျှော့တဲ့အချိန်မှာကျွန်တော်တို့အသက်ကြီးအောင်ထားလို့မရပါဘူးအသက်အောင်ထားရင်လည်းကျွန်တော်တို့ပို့ပြီးတော့တင်းမာမှုတွေပို့ဖြစ်ပြီးတော့အခက်မသိ injury ရနိုင်ပါတယ်ဒါကြောင့်မို့ကျွန်တော်အကျော်လျှော့တဲ့အချိန်မှာကြွက်သားကို release လုပ်လိုက်တဲ့အချိန်ကျွန်တော်အောက်ကိုဖြီးချတဲ့အချိန်မှာအသက်ရှူထုတ်ဖို့လွယ်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ဖြေထုတ်တဲ့အချိန်ကျွန်တော်တို့ကြွက်သားတွေပြန်တင်တဲ့အချိန်မှာအသက်ရှူသွင်းဖို့လွယ်ပါတယ်ဒီတော့ပထမတစ်မျိုးကကျွန်တော်တို့အခုအသက်လေးရှူလိုက်မယ်နော်အသက်လေးရှူပြီးတော့ကျွန်တော်ကြွက်သားတွေကိုကျွန်တော်ဖြေလျှော့တဲ့အချိန် release လုပ်တဲ့အချိန်မှာအသက်ကိုရှူထုတ်ဖို့လွယ်ပါတယ်ဒါလေးကိုကျွန်တော်10 to 15 second ဒီခိုးထားလို့ရပါတယ်အသက်ရှူမယ်ပြီးရင်ရှူထုတ်ပြီးတော့ကျွန်တော်တို့15 second ခိုးထားပါမယ်1 2 3 4 5 6 7 8 9 10 okay နောက်တစ်မျိုးကတော့ကျွန်တော်တို့ခေါင်းလေးကိုအောက်ကိုဖိချပါမယ်အသက်ရှူမယ်နော်ရှူထုတ်ပြီးတော့အောက်ကိုဖိချရခြင်းမှာအသက်ရှူထုတ်ပါမယ်4မဟုတ်ထုတ်မယ်1 2 3 4 5 6 7 8 9 10 okay နောက်တစ်မျိုးကဒါမျိုးဖိထားတော့မှခေါင်းလေးကိုကျွန်တော်ညာဘက်ကိုဆောင်းပါမယ်1 2အသက်ရှူပြီးတော့အသက်ရှူထုတ်မယ်နော်2 3 4 5 okay နောက်တစ်ဖက်ကိုချိန်မယ်1 2 3 4 5 okay 10 second ဒီသွားမယ်နော်ကျွန်တော်ဗီဒီယိုရှင်းပြသွားမှာဆိုလို့ကျွန်တော်5 second ဒီပဲကျွန်တော်ခိုးတော့မယ် okay နောက်တစ်မျိုးကလက်လေးကိုထိုးလိုက်မယ်ပြီးတော့ဆက်ကြည့်ပဲလို့ဆွဲချမယ်1 2 3 4 5 okay နောက်တစ်ဖက်ထိုးလိုက်မယ်ပြီးရင်ဆန်ချက်ကိုဆွဲချမယ်1 2 3 4 5 okay ဒီ neck level တွေကျော်သွားပါလိမ့်မယ်နောက်တစ်မျိုးကတော့ကျွန်တော်ဒီ shoulder ကိုအဲ့လိုလေးကင်လိုက်မယ်ကင်ပြီးတော့ကျွန်တော်ဖိထားပါမယ်နော်10 to 15 second ဖိထားမယ်ကျွန်တော်တို့အသက်ကိုရှူသွင်းမယ်ရှူထုတ်တဲ့အချိန်မှာ muscle ကို release လုပ်ပေးမယ် okay ရှူမယ်ပြီးရင်ဖိပြီးတော့ rest လုပ်မယ်ရှူမယ်ဖိပြီးတော့ release လုပ်မယ် okay ဒါရှူတာပြီးသွားရင်ဒီဘက်1 3 4 5 okay နောက်တစ်မျိုးကတော့ကျွန်တော်တို့ဒီရဲ့အပေါ်နော် cervical ဒီရဲ့ rhomboid နော် upper back အတွက် stretching လုပ်ပါရယ်ပြီးတော့ကျွန်တော်တို့ဒီ shoulder ရယ်ကျွန်တော်ရဲ့ဒီ tricep အတွက်ကိုကစားမှာဖြစ်ပါတယ် stretching လုပ်မှာဖြစ်ပါတယ်ဒါပေမဲ့ပုံစံလေးကအရင်မလေးကော့ထားမယ်တီအောင်နောက်ပြပြီးတော့ကျွန်တော်ခေါင်းလေးဝင်ပြီးတော့အောက်နောက်ကိုဖိချပါမယ်အသက်ရှူထုတ်မယ်ရှူထုတ်တဲ့အချိန်မှာအသက်ရှူသွင်းမယ်ရှူထုတ်တဲ့အချိန်မှာအောက်ကိုဖိချပါမယ်1ထိန်းထားမယ်နော်1 2 3 4 5ရှူသွင်းမယ်ပြန်ပြီးတော့ဖိချပါမယ်1 2 3 4 5 okay အဲ့လိုမျိုးက forward fold ပုံစံလေးက
အဓိကပြင်တော့ကျွန်တော်ဒီ hamstring နေဟိုအဓိကတိုက်ထားပြီးတော့ရှော့တာဖြစ်ပါတယ်အသက်ရှူသွင်းမယ်ရှူတော့တဲ့အချိန်မှာအကို forward 4လုပ်ပြီးတော့ကျွန်တော်တို့တက်နိုင်နေဆိုရင်6လေးကိုပိုက်ပြီးတော့ရင်ဘတ်နဲ့ဒီဘိုင်းနဲ့ပေါင်ရင်းနဲ့ကပ်ဖို့ကြိုးစားပါမယ်ရှူမယ်သွားမယ်ရှူမယ်ဒါလေးကိုကျွန်တော်တို့10 to 15 second hold ထားပါမယ် okay နောက်တစ်မျိုးကတော့ကျွန်တော်တို့ဒီ ID band တွေရဲ့ဒီရဲ့တင်ပေးတွေကိုရှော့တာဖြစ်ပါတယ်ပုံစံလေးကကျွန်တော်တို့ cross လုပ်လိုက်မယ်ပြီးရင်ရှို့ချမယ်1 2 3 4 5 okay ဒီတော့ရင်ဒီဘက်ကိုဒီစမ်းကြည့်ဘက်ကိုချိုးကြမယ်1 2 3 4 5 okay okay နောက်တစ်မျိုးကတော့ကျွန်တော်ဒီ hip flexor တွေရဲ့ hamstring တွေရဲ့ကျွန်တော်တို့ဒီ shoulder တွေရဲ့ back တွေကိုရှော့မှာဖြစ်ပါတယ် lunge အနေထားလေးမှာကျွန်တော်ရင်ဘတ်လေးကော့မယ်အနောက်ကို lunge ချမယ်1 2 3 4 5เนาะ10 to 15ဒီခိုးမယ်เนาะကျွန်တော်တို့အသက်လေးရှူမယ်အောက်ကိုဖိချရခြင်းမှာ rest လုပ်နေခြင်းမှာအသက်ကိုရှူတော့ပါမယ်1 2 3 4 5 okay အဲ့မျိုးကလည်းကျွန်တော်ဒီ hip flexor ပေါ့เนาะကျွန်တော်တို့ဒီပေါင်အရင်းမှာရှိတဲ့ကြွသားလေးကိုရှော့တာဖြစ်ပါတယ်ရင်မလေးကော့မယ်ကျွန်တော်တို့တင်ကိုအရှိကိုလိုလေးတွန်းပြီးချမယ်เนาะအဲ့ဒါမှကျွန်တော်ဒီ hip flexor တွေကိုရောက်သွားမှာဖြစ်ပါတယ်6လေးရချထားလို့ရတယ်1 2 3 4 5 okay နောက်တစ်ဖက်เนาะ hip flexor ဆိုတာဒီနားမှာရှိတဲ့ကြွသားလေးကိုပြောတာဖြစ်ပါတယ်ဒါလေးရှူမယ်ဖိချမယ်1 2 3 4 5 okay 10 to 15ပြီးသွားရင်နောက်တစ်မျိုးကကျွန်တော်တို့စောင်းကြောင်းထိုင်လိုက်ပါမယ်နော်စောင်းကြောင်းထိုင်လိုက်ပြီးတော့ဒါကတော့ကျွန်တော်တို့ဒီ thoracic နော်ခါယုမာကြီးကိုလှည့်ပြီးတော့ရှော့တာဖြစ်ပါတယ်ကြောင်းလေးကအကိုရဲ့ဒီပေါင်ကိုတွန်းလိုက်မယ်လက်လေးကလိုကန်မယ်ပြီးသွားရင်ကျွန်တော်ရင်ဘတ်လေးကော့ပြီးတော့လှည့်ပြီးမယ်ခါလေးလှည့်ပြီးတော့မျက်နှာလေးအပေါ်လန့်ကြည့်မယ်ဒါလို့လေကျွန်တော်10 to 15ပို့ထားမယ်1 2 3 4 5 okay နောက်တစ်ဖက်သွားမယ်နော်ဒီလိုကောင်းမယ်ဒေါင်းနဲ့တွန်းမယ်လှည့်ပေးမယ်နားလေးပေါ်ကြည့်မယ်1 2 3 4 5 okay ပြီးတော့ရင်နောက်တစ်မျိုးကကျွန်တော်ခါပဲခေါင်းမှာကျွန်တော်ဒီလမ်းပါပေါ့နော်လမ်းပါရဲ့ကြောရဲ့အောက်ဆုံးနေရာကိုအဓိက target ထားပြီးတော့ stretching လုပ်တာဖြစ်ပါတယ်ပုံစံလေးကကျွန်တော်တို့ cross လေးလာလိုက်မယ်လာပြီးတော့ကျွန်တော်ရဲ့ဒီညာဘက်လေးကဘယ်ဘက်ဒူးလေးလိုဖိပေးမယ်ဖိပြီးတော့ကျွန်တော်ဒီရဲ့တစ်ဖက်ကဒီဘက်ကိုတခြားဘက်ကိုကြည့်မယ်မျက်နှာလေးလန့်မယ်ဖိထားမယ်အသက်ရှူမယ်ကျွန်တော်တို့ release လုပ်တဲ့ချိန် stretching လုပ်တဲ့ချိန်မှာအသက်ကိုရှူထုတ်ပါမယ်အဲ့ဒါမှကျွန်တော်အောက်ဆီဂျင်တွေဝင်ပြီးတော့ကျွန်တော်တို့ stretching အကျော်ရော့ပြီးတော့ပို့ပြီးတော့ကျွန်တော်တို့တောက်ဖြစ်လာမှာဖြစ်ပါတယ်ရှူမယ်ဖိမယ်မျက်နှာလေးဟိုဘက်ကြည့်မယ်ရှူမယ်ဖိမယ်ရှူမယ်ဖိမယ်ဒါကအထိုင်များတဲ့လူတွေကြောတင်းတဲ့လူတွေအတွက်များစွာအကျိုးသက်ရောက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နောက်တစ်မျိုးနောက်တစ်ဖက်သွားမယ် cross လေးဖိလိုက်မယ်ညာဘက်ဒူးလေးကိုဖိမယ်မျက်နှာလေးကဒီဘက်ကိုဆင်ခြင်ဘက်ကိုကြည့်မယ်ပြီးရင်လှည့်မယ်1ရှူမယ် okay ရှူမယ်ဖိချမယ်1 to 10 15ဟိုထားပါမယ် okay အဲ့တော့မှနောက်တဲ့တစ်ဆင့် update လုပ်ချင်တယ်မြင်ကျင်တယ်ဆိုကျွန်တော်ဒီရဲ့ angle လေးကိုတိုင်းပြီးကင်လိုက်မယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီရဲ့เนาะ quad muscle တွေပါတခါတည်း stretching လုပ်ပြီးတော့မှဖြစ်ပါတယ်ဆွဲထားမယ်ပြီးရင်ကင်မယ်ပြီးရင် shoulder လေးအောက်ကိုဖိချမယ်1 2 3 4 5 okay ဒါတခါတည်း quad muscle တွေเนาะကျွန်တော်ဒီပေါင်ရှိကြွသားတွေပါတခါတည်း short ပြီးသားဖြစ်သွားပါမယ်ရှူမယ်ဖိချမယ်1 2 3 4 5 okay နောက်တစ်နည်းကတော့ကျွန်တော်ဒီ the wall radius stretch လို့ခေါ်ပါတယ်ပုံစံလေးကကျွန်တော်ဒီ plant position လေးမှာနေထားပြီးတော့ကျွန်တော်တို့เนาะ down dog ပုံစံလေးကိုသွားလိုက်ပါမယ် down dog ပုံစံသွားတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီရှူရလေးကိုတက်နိုင်သလောက်အောက်ကိုဖိချပေးပြီးတော့ကျွန်တော် hamstring လေးကိုရှော့ပေးရမှာဖြစ်ပါတယ်ပြီးသွားရင်ဖနှောင်းလေးအောက်ကိုတက်နိုင်လောက်ချထားပါမယ်အောက်ကိုကျွန်တော်5 second ဟိုပါမယ်1 2
3 4 5ပြီးသွားရင်ဘယ်ဘက်ရှောက်ကဘယ်ဘက်ကို lunge လုပ်လိုက်မယ်ဒူးလေးကဖြောင်းထားမယ်ပြီးသွားရင်ကျွန်တော်တို့ခါးလေးကိုလှည့်ပို့ထားမယ်ဒါလေးလည်း5 second တန်းသူ5 second เนาะကျွန်တော်တော့ပြတာမို့ကျွန်တော်5 second ပဲဟိုတော့မယ်1 2 3 4 5ပြီးသွားရင်ဘယ်ဘက်လေးကဘယ်ဘက်ပြန်ထောင်းမယ်ပြီးရင်ကျွန်တော်ညာဘက်လေးပါလှည့်မယ်ပို့ထားမယ်1 2 3 4 5 okay ပြီးသွားရင် down dog လေးပြန်သွားမယ်5 second ဟိုမယ်1 2 3 4 5ပြီးသွားရင်ညာဘက်ကညာဘက်လက်လေးကိုလှမ်းမယ်ပြီးရင်လှည့်မယ်1 2 3 4 5ပြီးသွားရင်ညာဘက်ထောင်းမယ်ပြီးရင်ညာဘက်လက်လေးကလှမ်းကြည့်1 2 3 4 5 okay အခုလောက်ဆိုရင်ကျွန်တော်တို့ဒီအထိုင်များတဲ့လူတွေအကျော်တင်းတဲ့လူတွေအတွက်ဒါအခြေခံအကျော်လျှော့နည်းလေးတွေဖြစ်ပါတယ်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကအထိုင်များလူတွေအတွက်အကျော်တင်းတဲ့လူတွေအတွက်အကျိုးရှိရဆိုရင်ကျွန်တော်ရဲ့ဒီ YouTube channel လေးကိုလည်း subscribe လုပ်သွားဖို့အတွက်တောင်းဆိုချင်ပါတယ်ခင်ဗျာ